နာခေယောရှိနာနှင့်အနာတတ်ထားသောနာမဝိသေသနာများကိုကရိယာအနေနဲ့တွေ့ရမယ့်ပုံစံများကိုလေ့လာမှာဖြစ်ပါတယ်လှပသောခိရေနရဲ့ပစ္စုပန်ယဉ်ကျေးပုံစံဒီခိရေဤခိရေဤကြီးပဲယူပါမယ်နောက်ကိုဖြုတ်မယ်desuခိရေdesယဉ်ကျေးပုံစံဖြစ်ပြီးတော့ plain form မှာဆိုရင်ခိရေဤdaခိရေဤdaခိရေဤ des ခိရေဤ da နောက်ဖြုတ်ခဲ့ပါမယ်ပစ္စုပန်လှပသည်ဆိုတဲ့ကရိယာဖြစ်ပါတယ်ပစ္စုပန်အညံ့ခိရေဤထီယူပါမယ်နောက်ဖြုတ်ခဲ့ပါမယ်ခိရေဤဒေဝအာရီမဆာခိရေဤဒေဝအာရီမဆာနောက်ဖြုတ်ခဲ့မယ်ဒေဝအာရီမဆာပေါင်းပါမယ်ယဉ်ကျေးပုံစံဖြစ်ပြီးတော့ plain form မှာဆိုရင်ခိရေဤခိရေဤဒေဝနိုင်ခိရေဤဒေဝနိုင်ခိရေဤနောက်ဖြုတ်မယ်ဒေဝအာရီမဆန်ခိရေဤနောက်ဖြုတ်မယ်ဒေဝနိုင်ဆိုတဲ့ပစ္စုပန်အငြင်းမလှဘူးဆိုတဲ့မလှပါဘူးဆိုတဲ့အဓိပ္ပာယ်ရတဲ့ကရိယာလေးဖြစ်ပါတယ်နောက်တစ်မျိုးအဓိပ္ပာယ်တူပြီးတော့နောက်ထပ်ပုံစံတစ်ခုခိရေဤဒေဝနေရာမှာဂျခိရေဤဂျဒီအာရီမဆန်ကအတူတူပါပဲခိရေဤဂျအာရီမဆန် plain form မှာလည်းအဲ့လိုပါပဲခိရေဤဂျဒေဝနေရာမှာဂျနိုင်ကအတူတူပါပဲခိရေဤဂျနိုင်ခိရေဤဒေဝနေရာမှာဂျထည့်မယ်ခိရေဤဒေဝနေရာမှာဂျထည့်မယ်ဒေဝအာရီမဆန်အတူတူပဲခိရေဤဂျအာရီမဆန်ခိရေဤဂျနိုင်အဓိပ္ပာယ်ကမလှပါဘူးဆိုတဲ့ပစ္စုပန်အငြင်းကရိယာလေးပဲဖြစ်ပါတယ်အတိတ်ကာလဆိုရင်ခိရေဤယဉ်ကျေးပုံစံမှာ desta plain form မှာဆိုရင်ခိရေဤdata ချီဆိုင်စုနဲ့တာနဲ့ခိရေဤ data ခိရေဤနောက်ဖြုတ်ခဲ့မယ် desta ခိရေဤနောက်ဖြုတ်ခဲ့မယ် data ယဉ်ကျေးပုံစံ plain ပုံစံဖြစ်ပါတယ်လှပခဲ့သည်ဆိုတဲ့အဓိပ္ပာယ်ရတဲ့ကရိယာလေးဖြစ်ပါတယ်အတိတ်အငြင်းမှာဆိုလို့ရှိရင်ဒေဝအာရီမဆန်ဒေစတာအဲ့လိုရေးရပါမယ်အငြင်းလဲပါမယ်အတိတ်ပုံစံလဲပါမယ်ခိရေဤအငြင်းကိုအရင်ရေးပါမယ်ခိရေဤဒေဝအာရီမဆန်desta ခိရေဤဒေဝအာရီမဆန် desta မလှပခဲ့ဘူးဆိုတဲ့အတိတ်အငြင်းအဓိပ္ပာယ်ဖြစ်ပါတယ်ခိရေဤဒေဝဒါကယဉ်ကျေးပုံစံဖြစ်ပြီးတော့ plain form မှာခိရေဤဒေဝနာခတ်တခြေဆိုင်စုလေးဖြစ်ပါတယ်ဒေဝနခတ
ခိရေဤနာကိုဖြုတ်မယ်ဒေဝအာရီမာဆန်အငင်းပြီးတော့ဒေစတာအတိတ်ပုံစံခိရေဤနာကိုဖြုတ်မယ်ဒေဝနခတ္တဒါက plain ပုံစံဖြစ်ပါတယ်နောက်တစ်မျိုးပြစ္ဆုတ်ပံအငင်းလိုပဲအတိတ်အငင်းမှာလည်းနှစ်ပုံစံရှိပါတယ်ဒေဝနေရာလေးမှာဂျထည့်ပါမယ်ခိရေဤဒေဝနေရာလေးမှာဂျထည့်ပါမယ်ကျန်တာအားလုံးတူတူပါပဲခိရေဤဂျအာရီမာဆန်ဒေစတာ plain form မှာခိရေဤဂျဒီတိုင်းလေးပဲဒေဝနေရာမှာဂျလေးထည့်ပြီးတော့နခတ္တကဒီတိုင်းလေးပဲဖြစ်ပါတယ်ဂျနခတ္တချီဆိုင်စုလေးနဲ့တာလေးနဲ့ခိရေဤဂျအာရီမာဆန်ဒေစတာခိရေဤဂျနခတ္တအတိတ်အငင်းပုံစံဖြစ်တဲ့ခိရေဤဂျဒေဝနေရာမှာဂျာလေးထည့်မယ်ဒေဝနေရာမှာဂျာလေးထည့်မယ်ကျန်တာအာရီမာဆန်ဒေစတာအတူတူပါပဲနခတ္တအတူတူပဲဖြစ်ပါတယ်မလာပါခဲ့ဘူးဆိုတဲ့အတိတ်အငင်းကရိယာလေးဖြစ်ပါတယ်ありがとうございます。